မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးဘင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောဒီမှာကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့ တလားလောက်ကတော့ဟာဒီမြစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှဆက်ဆက်ပြောပါ ဟိုမှာကားကြီး ဟုတ်ကားတယ်ဟိုဘက်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါကြီးကို ကားတစ်စီးဟိုမှာ လဲလဲတော့သွားတာမဟုတ်ဘဲနဲ့ရှေ့ဘလို့လိုက်တဲ့ကူးကြမှာ စားပါလေအပေါ်လေဆိုခုနိုင်တယ်လူကူ မ